ရကြပြီเนาะဒီနေ့ကတော့8မိုင်မစိုးရင်ကျောင်းကိုရောက်နေတာပေါ့ဘာလို့လဲဆိုတော့ဒီနေ့က၄နှစ်ပြည့်မီလေးမွေးနေ့အတွက် Disney theme နဲ့ photo book လေးလာဆင်ပေးတာဒီနေ့စင်တာလေးကနည်းနည်းလေးထူးခြားတယ်သူကဘုံနှစ်ချက်နဲ့ဆင်တာဘုံနှစ်ချက်နဲ့ဆင်တာမှာဒီဘုတ်ကပုံမှန်ဆိုလို့ရှိရင်ရင်တော့ဆိုဘုတ်တွေတစ်ချက်တည်းဆင်တာမှာ9ပေအမြင့်လောက်နဲ့ဆင်တာပေါ့နော်သူကတော့အကြီးကို10ပေအောင်လုပ်ပေးထားတယ်အသေးကတော့9ပေပေါ့နော်ပြီးရင်ဘောလုံးတွေကိုလည်း site ကိုပုံမှန် site ထက်ကိုပိုကြီးပြီးတော့ဆင်ပေးထားတယ်မသိရင်တော့ဒါကို generally ကြီးလိုက်မယ်ဆိုလို့ရှိရင်တော့အရင်သုံးကဆင်ထားတာနဲ့တူတူပဲဒါပေမဲ့သူက structure လေးကြီးသွားတယ် structure ကြီးဆိုတော့ဘောလုံး site တွေလည်းကြီးရတယ်ပေါ့နော်ဘောလုံးမှာကျတော့အဲ့လိုလေးရှိတယ်site တွေကအစ structure ပေါ်မူတည်ပြီးနောက်က base structure ပေါ်မူတည် site ပြောင်းရတာရှိရပေါ့ထားပါအဲ့ဒါနောက်မှတစ်ချက်ထပ်ပြောပေးမယ်ပေါ့နော်အဲ့တော့ဒီနေ့အကြောင်း session ပြမယ်ဆိုလို့ရှိရင်သူက Disney thing လေးဆင်တယ် Disney thing ဖြစ်တဲ့ကြောင့် character တွေအစုံထည့်ထားတယ် character အစုံပါတဲ့ကြောင့်ဘောလုံးအယောင်လေးကိုလည်းဒီ thing နဲ့လိုက်အောင်လို့အဝါရွှေပန်းနုအပြာနုစသည်ဖြင့်လေးလုပ်ပေးထားတယ်ပေါ့နော်အခုနောက်ပိုင်းဒီလို clear ဘောလုံးလေးတွေတုံးပေးဖြစ်တယ်ဒါလေးတွေကဒီစင်ထားတာလေးကိုပို့ပြီးတော့ကြွသွားစေတယ်ပေါ့နော်ဒီလိုမျိုးဘောလုံးလေးကကြီးကြီးလေးအထက်မှာရွှေမုံလေးတွေထည့်တယ်ငွေမုံလေးတွေထည့်တယ်ပန်းအောင်လေးတွေထည့်တယ်စသည်ဖြင့်ပေါ့နော်ပြီးရင်ဒါလေးကတော့ cake table ဆိုပြီးမဲ့ cake အကြီးတွေတော့မဆန့်လောက်ဘူးအလှလေးထည့်ပေးထားတယ်ကလေးအတွက်ဆိုတော့ကလေးအရက်နဲ့ညီအောင် cake stand လေးတွေကတော့ပူပူလေးတွေပေါ့နော်အောက်မှာမြက်ခင်းလေးခင်းပေးထားတယ်ဒါကတော့ဘုံနှစ်ချက်နဲ့ဆင်နဲ့အပြင်ဆင်လေးဖြစ်ပါတယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့မယ်နော်တတာ